အားလုံးပဲမင်္ဂလာပါရှင်FWDAB က freelance personal trainer သူထပ်ဖို့သူဖြစ်ပါတယ်ရှင်သူဒီနေ့မျှဝေပေးချင်တာကြီးပေါင်းအခုကြည့်နေတဲ့သူတွေထဲမှာကြီးပေါင်းဖြစ်တဲ့လူတွေရုံးထိုင်သမားတွေကြီးပေါင်းကုတ်ကြီးပေါင်းဆက်ကြီးပေါင်းရှိတဲ့လူတွေရုံးထိုင်သမားတွေဖြစ်နေတဲ့ဒီကြီးပေါင်းယောဂကြီးပေါင်းယောဂဖြစ်နေတဲ့လူတွေရှိလားရှင်ရှိရဆိုလို့ရှင်တော့ဒီအခုပြမယ်လေ့ကျင့်ခန်းဗီဒီယိုလေးကိုစုံအောင်ကြည့်ပါပေးဖို့လိုပါတယ်ရှင်အဲ့တော့တူကနေပြီးတော့ဗောနော်တူလည်းဗီဒီယိုလေးမတင်တာကြာပြီဖြစ်တဲ့အတွက်ဗီဒီယိုလေးမတင်တာကြာပြီပြီးတော့မအားတာလေးပါတယ်ပေါ့နော်မအားရပါတဲ့အတွက်ဒီနေ့ဗီဒီယိုလေးကိုဒီကြီးပေါင်းယောဂကုတ်ကြီးပေါင်းအကြီးပေါင်းယောဂရှိရလူတွေဒီမြတ်ကြုံပြီးလို့ရှိရင်ဒီမြတ်မှန်ဒီပေါ့နော် TV ကြည့်ပြီးတော့ကွန်ပျူတာများအကြည့်များတဲ့လူတွေဖုန်းကြည့်များတဲ့လူတွေဖုန်းအာရုံစိုက်ပြီးလုံးများတဲ့သူတွေအတွက်အထိရောက်ပြီးလွယ်ကူသေးတဲ့လေ့ကျင့်ခန်းလေးဖြစ်လေ့ကျင့်ခန်းလေးကိုလာပြီးမျှဝေပေးရဖြစ်ပါတယ်ရှင်ဒီလေ့ကျင့်ခန်းလေးကိုနေ့တိုင်းလေးလိုက်လို့ရပါတယ်ရှင်လေ့ကျင့်ခန်းလေးကိုနေ့တိုင်းလေးလိုက်လို့ရပါတယ်ဒီကြီးပေါင်းယောဂကြီးပေါင်းရှိတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့အစားတောက်ကိုလည်းဆင်ခြင်မဲ့ဒီပြရလေ့ကျင့်ခန်းလေးကိုလည်းပုံမှန်လုပ်ပေးမယ်ဆိုလို့ရှိရင်တော့လုံးဝကိုတက်တာစီမှာဖြစ်ပါတယ်ရှင်အဲ့တော့တူနဲ့လိုက်လို့ရအောင်တူနဲ့တူပဲအဲ့လိုကြပါမှာပေါ့နော်ရေစုံပေါ့ဒါနေ့တိုင်းလိုက်လို့ရပါတယ်ရှင်တက်တာပုံစံလေးပဲထိုင်းလိုက်မယ်ထိုင်းပြီးပါပြီဆိုလို့ရှိရင်တော့အရင်ဆုံးလက်ကလေးကိုဘေးကိုကောင်းမယ်ကာပြီးပါပြီဆိုလို့ရှိရင်အပေါ်ကိုဆန့်ထုတ်မယ်ဒါလေးကိုတင်းတင်းလေးဆွဲထားမယ်10စက္ကန့်နေမယ်ပေါ့နော်ဒါလေးကို10စက္ကန့်နေမယ်1 2 3 4 5 6 7 8 9 10ပြီးပါပြီဆိုလို့ရှိရင်ဒါလေးကိုလည်းဒီလိုမျိုးလက်ကလေးကိုကိုယ့်ရဲ့လက်ကလေးကိုပတ်တာထိပ်လေးကိုချိန်ပြီးတော့နှစ်ဖူးလေးပေါ်မှာတင်ထားမယ်ဒါလေးကိုလည်း10စက္ကန့်လေးနေမယ်ပေါ့နော်ပြီးပါပြီဆိုရင်ညနေမျက်လုံးလေးမိတ်ထားမယ်ဒါလေးကို10စက္ကန့်နေပါမယ်10စက္ကန့်နေပြီးတော့လက်ဖမိုးလေးနဲ့ပြီးပါပြီဆိုလို့ရှိရင်တော့ခေါင်းလေးကိုဒီလက်ဖမိုးလေးနဲ့နောက်တစ်စီကိုဖြည့်ချက်ပါမယ်ဒါလေးကိုလည်း10စက္ကန့်နေပြီးပါမယ်ရှင်ပြီးတော့ရှင်လက်မလေးနဲ့ဖက်နဲ့မေးစီလေးကိုတွန်းနေပေးပါမယ်ဒါလေးကိုလည်း10စက္ကန့်နေပေးပါမယ်ရှင်နောက်တစ်ခါလည်းထပ်သွားပြီးမယ်လက်ချောင်းလေးကိုပြင်ကိုထုတ်မယ်ပြီးပါပြီဆိုလို့ရှိရင်တော့အပေါ်ဆွဲဆိုင်ကိုတင်းတင်းလေးဆွဲမယ်ဒါလေးကိုလည်း10စက္ကန့်နေပေးမယ်ပြီးပါပြီဆိုလို့ရှိရင်တော့လက်ကလေးကိုနှစ်ဖူးလေးမှာဒီမှာနှစ်ဖူးလေးနဲ့ဒီလက်ပတာကြီးလေးထိပြီးကတ်ထားပေးမယ်ဒါလေးကိုလည်း10စက္ကန့်နေပေးပါမယ်ရှင်ပြီးပါပြီဆိုလို့ရှိရင်တော့ခေါင်းလေးကိုဖိချပေးမယ်ဒါလေးကိုလည်း10စက္ကန့်နေပေးမယ်ပြီးပါပြီဆိုလို့ရှိရင်တော့လက်ကလေးကိုဘေးစီလေးတစ်ပတ်တွန်းတင်ပေးမယ်ပေါ့နော်ဒါလေးကိုလည်း10စက္ကန့်နေပေးမှာဖြစ်ပါတယ်ရှင်ဒါလေးကိုပေါ့နော်ဒါကတော့နေ့တိုင်းလုပ်လို့ရတယ်နော်နေ့တိုင်းလည်းလုပ်လို့ရပါတယ်လူကြီးတွေရောလူငယ်တွေရောပေါ့နော်လူလက်ပိုင်းရောအကုန်လုံးလိုက်လို့ရပါတယ်ရှင်ကဲပြီးပါပြီဆိုတာနဲ့နောက်တစ်မျိုးလေးထပ်ပြပေးမှာဖြစ်ပါတယ်ရှင်နောက်တစ်မျိုးလေးကြတော့ပေါ့နော်လက်ကလေးကိုပခုံးလေးပေါ်မှာတင်ပြီး